ခုနဗီဒီယိုလေးကြည့်ပြီးလာရပါယောက်ျားတွေရဲ့သူတို့ချစ်တဲ့သူတို့တကယ်ချစ်တဲ့မိန်းမမှသူတို့ကာကွယ်ဆောင်ရှောက်တယ်သူတို့တကယ်ချစ်တဲ့မိန်းမမှသူတို့ကလိုက်ပြီးပျော်ရွှင်အောင်ထားပေးတာသူတို့တကယ်ချစ်တဲ့မိန်းမကြတော့စိတ်ခံစိတ်ရသွားမှာညဉ့်ညင်သွားမှာသူ့ပေါ်စိတ်ပြတ်သွားမှာတိတ်ကြောက်တာစိတ်ချမ်းသာအောင်ထားတယ်ကာကွယ်ဆောင်ရှောက်တယ်နော်လိုက်တည်တယ်ပျော်ရွှင်မှုပေးတယ်လုံခြုံမှုပေးတယ်နှွေးထွေးမှုအဲ့လိုမျိုးပေါ့နော်ဗပေါင်းဆိုပေါ့ဒါသူတို့တကယ်ချစ်သူတို့မချစ်ဘူးသူတို့ခဏအသုံးချတာတကယ်မချစ်တဲ့ main ကလေးကြတော့သူတို့တကယ်မချစ်တဲ့ main ကလေးကြတော့ချီထိုးထိုးခွေးဆာဆာတော့နော်သူကိုယ်တိုင်လည်းအဲ့ဒီ main ကလေးပေါ့သူတို့တကယ်မချစ်ရင်အဲ့ဒီ main ကလေးပေါ့သူတို့ကလူပါဝရတယ်သူတို့ကိုယ်တိုင်လည်းလူပါဝရတယ်သူများလူပါဝတာကိုလက်ခံပေးတယ်လက်ပိုက်ကြည့်တယ်ဒီထက်တစင်တက်လို့နော်ဒီအောင်တီဆောက်လို့ရှိရင်လည်းနော်သူကိုယ်တိုင်လည်းလူပါဝရတယ်သူ့ဆောင်မျိုးကလည်းလူပါဝရတယ်သူ့မိဘတွေကလည်းလူပါဝရတယ်ဘယ်ဆွေမျိုးပဲဖြစ်ဖြစ်သူတွေပဲလူပါဝဝသူကလက်ခံပေးတယ်လက်ပိုက်ကြည့်ပေးတယ်မတိချင်အောင်ထောင်ပေးတယ်အဲ့တော့ကျမတို့အမျိုးသမီးတွေကလည်း